Hello မင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီကိုဝမ်လန်အသက်မွားအကြောင်းကနေကြိုဆိုတာဖြစ်ပါတယ်ကျွန်တော်တို့သင်တန်းကျောင်းမှာဘာတွေသင်ကြားပေးလဲဆိုကျွန်တော်တို့ဒီအချိန်ရမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့အရာတွေအားလုံးသင်ပေးပါတယ်ကျွန်တော်ရဲ့တက်ကကတော့aircon ပါမယ် aircon ပြပြင်တက်ဆင်ရေးတွေပါမယ်ရေခဲတစ်တာပြပြင်တက်ဆင်ရေးတွေပါမယ်အဝတ်ရှူဆက်ပြပြင်တက်ဆင်ရေးတွေပါမယ်အိမ်မီလိုင်းပြပြင်တက်ဆင်ရေးတွေပါမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီရေခဲဆက်တွေပြပြင်တက်ဆင်ရေးတာတွေကပ်ဖြည့်တာတွေနောက်ပြီးတော့အခြေခံအားဖြင့်မူအားဖြင့်ဆိုရင်တော့ကျွန်တော်တို့ကာအဲကွန်ကပ်ဖြည့်တာတွေနောက်ပြီးတော့တခြားပိုင်းတွေကြတော့လိုအပ်တဲ့အပိုင်းတွေအားလုံးသင်ပေးပါတယ်ဥပမာmotor control ပိုင်းတွေတခြားသောအစိုက်ပိုင်းတွေပေါ့နော်သင်ကြားလို့ရတဲ့အရာတွေအားလုံးသင်ကြားပေးတာဖြစ်ပါတယ်လူငယ်တယောက်အတွက်ကိုယ့်ရဲ့မိုးရဲစာသီးနေရာသွားတဲ့အခါကိုယ်အဆင်ပြေတဲ့လုပ်ငန်းနဲ့လုပ်ကင်စားတော့လို့ရအောင်အတွက်ကျွန်တော်တို့ဘာသာစုံသင်တန်းလေးကိုဖွင့်ထားတာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေအနေနဲ့သင်တန်းတစ်ခုတက်ပြီးအပြင်ဆိုင်တွေမှာပြပြင်ရှင်တယ်ဒါမှမဟုတ် aircon နဲ့ပြင်ရင်တယ်ဆိုရင်တော့ aircon ရှိတဲ့တဘာသာလေးရှိတဲ့နေရာကိုသွားတက်တာအကောင်းဆုံးပါဘာလို့လဲဆိုတော့ aircon ဆိုင်တွေမှာအလုပ်လုပ်မယ်ဆိုရင် aircon တစ်ခုတွေကိုကျွမ်းကျင်တက်မြောက်တာသည်ပို့ပြီးအဆင်ပြေပါလိမ့်မယ်ကျွန်တော်စီမှာတင်ကြတယ်ဆိုတာကကိုပိုင်အသက်မွားကြောင်းတစ်ခုနဲ့ကိုယ့်ရဲ့မွေးရစာသည့်နေရာမှာတပိုင်းတနိုင်လောက်ကန်စားတော့ခြင်းတွေဆိုမှသာကျွန်တော်တို့ဒီတင်တန်းကိုလာခဲ့ပါနော်အဲ့တော့ကျွန်တော်တို့ကပစ္စည်းတစ်ခုချင်းစီကိုနားလည်အောင်ရှင်းပြရတဲ့အခါမတူညီတဲ့စကားလုံးတွေကိုအသုံးပြုရတာဖြစ်ပါတယ်เนาะသူတို့နားလည်အောင်အတွက်ဒါဆိုရင်တော့ဒါကတော့ကျွန်တော်တို့ဘယ်လိုပုံစံမျိုးလိုချင်လဲဆိုတော့နမူနာရဟာဆင်ထားတဲ့ control box တွေဖြစ်ပါတယ်အနည်းနာလေးရိုက်လိုက်နော်ဒါဒီအကြောင်းတွေကိုတစ်ခုချင်းစီရှင်းပြမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီဘက်မှာကြာတော့ကျွန်တော်တို့email line တက်ဆင်တဲ့ပုံစံမျိုးတွေကိုကျွန်တော်ဖန်တီးပေးထားတာဖြစ်ပါတယ်မော်တာအကြောင်းတွေဆိုရင်လည်းကျွန်တော်ကောင်းအောင်ရေးနားလည်အောင်အလုပ်လုပ်ပေးထားတာဖြစ်ပါတယ်เนาะအဲ့တော့ဒီဘက်မှာဆိုရင်တော့ကျွန်တော်ဘယ်ဝါရင်းမှာမတွေ့ရသေးဘူးကိုလိုချင်တဲ့ဝါရင်းပမာဏကိုကျွန်တော်တို့ဒီဘောက်တွေမှာဆင်ပေးလို့ရတာဖြစ်ပါတယ်အဲ့တော့ဒီဘောက်ကတော့လူတယောက်ယောက်ကကျွန်တော်ဒီပုံစံမျိုးလိုချင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆင်ပြပေးထားတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကိုယ့်အကိုဆင်ကျင်တယ်ဆိုရင်ကို training အနေနဲ့ဆင်လို့ရတာဖြစ်ပါတယ်เนาะOkay ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ကအိမ်မီလိုင်းတွေ့တန်းချင်းကိုကျွန်တော်တို့ကရဟာစင်အနေနဲ့ကျွန်တော်တို့သူတို့ကိုနားလည်အောင်ရှင်းပြထားတာဖြစ်ပါတယ်ဒါကိုတစ်ခုချင်းစီကျွန်တော်တို့အသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာတော့ရေမော်တာနဲ့ပတ်သက်တာတွေပေါ့နော်ရေမော်တာနဲ့ပတ်သက်တာတွေကျွန်တော်တို့အသေးစိတ်အချက်လက်တွေကိုသင်ကြားပေးတာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကတော့စက်ကတ်ဆရာပေါ့TV ဆရာဖြစ်ပါတယ်เนาะဒါကတော့ pressure pen ရဲ့အကြောင်းတွေသဘောတရားတွေစက်ကတ်ဆိုတာကတော့ကျွန်တော်ပုံမှန်လည်းပြောတာကတော့ကျွန်တော်မသင်ပေးနိုင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့စက်ကတ်သင်တန်းကိုသင်မယ်ဆိုရင်အချိန်တစ်ခုကာလတစ်ခုထိရဖို့လိုတာဖြစ်ပါတယ်ဒါမှကျွန်တော်တို့အခြေခံပိုင်းကိုပိုင်းမှာဖြစ်ပါတယ်ကျွန်တော်စီမှာတော့အဲ့ဒါတွေကိုတော့ပုံမှန်လည်းပြောမှဆိုရင်မသင်ပေးပါဘူးအခြေခံအနေနဲ့လောက်ပဲသဘောတရားလောက်ပဲကျွန်တော်ပြောနိုင်မယ်ဒါကြတော့ compressor motor တွေ motor နဲ့ပတ်သက်လို့ aircon motor တွေပေါ့နော် motor ဆိုရင် motor နဲ့ပတ်သက်တာတွေအားလုံးနားလည်ရမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ကအိမ်မီလိုင်းတွေ့တန်းချင်းကိုအခြေခံမူအပြင်ကျွန်တော်တို့ဆင်ပြပေးထားတာဖြစ်ပါတယ်เนาะဒီကောင်အဲ့ကနေလည်းရတယ်အဲ့ဒါကမှကျွန်တော်တို့ကပစ္စည်းတစ်ခုချင်းစီလာတဲ့အခါပစ္စည်းတစ်ခုချင်းစီကိုကျွန်တော်တို့နားလည်လို့မရဘူးသဘောတရားအားလုံးကိုနားလည်ရမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေအနေနဲ့အသက်မွန်ကြောင်းတစ်ခုရှာဖွေပြီးစိတ်ဝင်စားလို့ဒီတင်တန်းကိုတက်ရောက်ရှင်နေဆိုရင်ကျွန်တော်စီမှာနေစရာတွေအခမဲ့ဖြစ်ပါတယ်စားစရာတွေအခမဲ့ဖြစ်ပါတယ်ကျွန်တော်တို့လုံးမဲ့ပစ္စည်းတွေအားလုံးအခမဲ့ဖြစ်ပါတယ်သူတို့စီကတင်တန်းကြီးတွင်းပြီးသွားတဲ့အခါမေတိတင်တန်းကြီးမှာမေတိဘာညာကြီးမှာကျွန်တော်တို့ကိုပြန်ပေးစရာမလိုတော့ဘူးဖြစ်ပါတယ်เนาะတကယ်လို့ကိုယ်အသက်မွန်ကြောင်းပညာရေးနဲ့ကိုမွေးရဲ့စာသီးနေရာမှာတပိုင်းတနိုင်လောက်ကန်စားတော့ခြင်းနေဆိုရင်လာခဲ့လို့ရတယ်လူမျိုးဘာသာမရွေးဘူးဖြစ်ပါတယ်เนาะအတန်းပညာအရေးရှင်ခွေးကြားထားတာမရှိဘူးအမျိုးသမီးရောအမျိုးသားရောကျွန်တော်တင်တန်းကိုတက်လို့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တင်တန်းမှာဘယ်နှခုရှိလဲဆိုရင် fashion designer တွေလေးတက်လို့ရတာဖြစ်ပါတယ်ကျွန်တော်အမျိုးသမီးကတော့ fashion designer တင်တန်းကြောင်းဖွင့်ထားတာဖြစ်ပါတယ်เนาะကျွန်တော်ကတော့ဒီအသက်မွားကြောင်းပညာရေးနဲ့ကျွန်တော်ဦးစီးတယ် fashion designer ဘိုင်းကိုတော့ကျွန်တော်အမျိုးသမီးဦးစီးတာဖြစ်ပါတယ်အဲ့တော့ main ကလေးတွေအနေနဲ့လေ fashion designer ဘိုင်းကိုတက်ရှင်တယ်တင်တန်းတက်ရှင်တယ်ဆိုရင်ကျွန်တော်တို့ဆက်သွယ်လို့ရတာဖြစ်ပါတယ်ကျွန်တော်မှာတင်တန်းကြောင်းကတော့2ကြောင်း3ကြောင်းချီတာဖြစ်ပါတယ်เนาะပထမ2ကြောင်းကတော့ကျွန်တော်တို့ဒီတင်ကြားမှုကိုတင်ကြားပေးတယ်အလွယ်ကူရွှေ့ရှင်းအောင်အတွက်နောက်တင်တန်းကြောင်းတစ်ခုကတော့ကျွန်တော်အမျိုးသမီး fashion designer တင်တန်းကြောင်းဖွင့်ထားတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့စီကိုလာတက်တဲ့အခါကျရင်စ조사ရှင်တဲ့စိတ်တစ်ခုယူလာပါနောက်ပြီးတော့
ဒီပညာရဲ့ကိုတကယ်တက်မြောက်ရှင်တဲ့ဆိုတဲ့စိတ်တစ်ခုယူလာပေးပါနော်ကျွန်တော်နာမည်ကိုဝမ်းလိုက်ဖြစ်ပါတယ်လက်ကုံတိုင်း9ရက်နေ့တိုင်းမှာ9ရက်နေ့တိုင်းမှာကျွန်တော်တို့အပတ်ဆိုင်တိုင်းသင်တန်းရှိတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်